Germany မှာလည်းဒီမျိုးflock mark ဆိုတာသူကအဲ့လိုမျိုးဒီ shopping mall တွေရဲ့ရှေ့တယ်မှာလေsecond hand တွေပြောမလားအဲ့လိုမျိုးကိုဈေး discount ချပြီးရောင်းတဲ့ဈေးဆိုင်တွေကိုတနေရာမှာတနေရာအဲ့လိုလောက်ကြပါဒီနေ့ကျတော့ car park မှာလောက်တာပါဒီမှာလောက်တာဒီဟိုကပေါ်တူလား car park မှာလောက်အဲ့နဲ့ကျွန်တော်လည်းဒီအဟောင်းဈေးမှာစပိန်ပေါ့စပိန်တစည်းလာရှာတာရှိမလားမသိဘူးလေသူပြောရတယ်20 30လဲရှိတယ်ပြောရတယ်ဈေးကိုလေစပိန်အဲ့ဒီမှာလာရှာတာဒီမှာ car park မှာလေဘတ်စကားက9နိုင်20နီးမှဆိုတော့စားရကြတယ်ဆိုတော့လမ်းလျှောက်လာနေတာအခုရောက်တော့ရောက်နေပြီဘတ်စကားတစည်းတော့မရောက်သေးဘူးမဖြစ်လို့ဆိုဒီနေ့ဆုံးထားဆိုတော့ဆုံးထားကအောင် sorry ဆုံးထား Sunday ဆိုတော့တည်မလားဘတ်စကားလည်းထတော့ထက်တယ်ဒါပေမဲ့အများကြီးမရှိဘူးကွာမဖြစ်လို့ဆိုရင်ဂျာမနီမှာကဆုံးထားရောနော် Sunday နေ့ဆိုရင်ခေရများတယ်ပြီးရင်ဒီ public supermarket တွေအကုန်လုံးပိတ်တယ်ဒီနေ့ကဘာဖြစ်လို့ဒီcar park မှာဟို car land လေနော်ဒီ area ကို car park လို့ခေါ်တယ်ဒါပေမဲ့ဒီရဲ့ shopping mall နဲ့မြောက် car land ပေါ့နော် car park အဲ့လိုမျိုးရှိတာပေါ့အဲ့ဒီထဲမှာဘယ်လိုပြောမလဲဒီနေ့ကအဲ့ဒီ shopping mall ကပိတ်တယ်ဒါပေမဲ့လည်းဒီ shopping mall ရဲ့ရှေ့မှာအဲ့ဒီအဟောင်းဈေးတန်းပေါ့နော်ပြပါမယ်ပေါ့နော်အဟောင်းဈေးတန်းဖွင့်တာပေါ့အဲ့မှာdiscount ရတဲ့ဟာတွေတော်တော်များများကျွန်တော်ကျောင်းသူကျောင်းသားတွေပူလာကြရပေါ့နော်ကျွန်တော်ဟို international student တချို့တွေပေါ့နော်ဒီshopping mall မှာရှာလိုက်shopping mall ဟို Google မှာလေ flow mat ဆိုများလို့ရှာလိုက်ဆိုရင် flow mat ပါဒီနေ့နောက်တစ်ပတ်ကဘယ်မှာကြည့်ပါမယ်ဘယ်မှာဖွင့်မယ်ဆိုတော့အဲ့လိုကြေညာထားပါတော့ဒီတစ်ပတ်ကဒီနေ့ကဒီမှာပေါ့နော်ဟုတ်ပါဖွင့်ထားတွေ့လားဒီမဲ့တော့ဝင်နေကြပြီကြမယ်နော်အရင်အေးတယ်ကျွန်တော်လည်းဒီနေ့8နိုင်လောက်ထားပြီးမှဘတ်စကားဆောက်တော့ဘတ်စကား9နိုင်နဲ့7မှာဆိုတော့ဆောက်တော့ဘူးဆိုမှထွက်လာလိုက်တာကျွန်တော်ကအတိကဒီမှာအဲ့လိုမျိုးဝယ်လာကြတယ်ဒါအဟောင်းတွေပေါ့အဟောင်းတွေကိုပြန်ရောင်းနေတာပေါ့ချောင်းရောင်းပေးတယ်ကျွန်တော်ကစပိန်လာရှာစပိန်လာရှာတာပါစပိန်လာရှာတာပါကျွန်တော်က shopping mall တော့ပိတ်တယ်နော်ဒီနေ့အဲ့ဒီ supermarket တို့ shopping mall အားလုံးပိတ်တယ်ကျွန်တော်ပုံတွေလိုက်ရိုက်နေတာစူတော့မလားမသိတော့ခုလည်းမတောင်းလိုက်ထားတယ်သူတို့ပါတော့ရင်သူကပြောပါတော့ကျွန်တော်ဒါပဲနော်အားလုံးဘိုင်ကျွန်တော်စပိန်ရှာလိုက်အောင်မယ်စပိန်ရှာလိုက်အောင်ဟောမစပိန်အများကြီးပဲကျွန်တော်ဝယ်လာတဲ့စပိန်ရောနော်ဟွာတဲ့90ကိုဖိုးကြီးတရားကို30နဲ့ရအောင်စစ်ခဲ့တယ်20နဲ့စစ်တာဘယ်လိုမှမရဘူးကွာ20နဲ့စစ်တာကိုသူ့ဒီလိုမျိုးလေးပြီးဖြတ်သွားလာရတဲ့20နဲ့ယူသွားမယ်ဆိုရင်အဲ့လိုဖြစ်သွားမယ်တဲ့30နဲ့ပဲပေးလိုက်တယ်30နဲ့ယူလာတယ်တန်တော့မသိတော့ဘူး30တဲ့ယူရို30ဒီမှာလာဝယ်တာပေါ့နော်ဒီမှာအားလုံးစပိန်စီးပြမှာဖြစ်ပါတယ်စပိန်ဒါခွာတော့စပိန်နဲ့ဟိုတော့စပိန်နဲ့ပဲလို့တော့မယ်ကားကြတော့ဗလဲចောင်းသားနဲ့ဆိုရင်ဘတ်စကားတော့3ကြတော့ free စီးလို့ရတယ်ဒါပေမဲ့ဟိုနာဒီနာတော့ပေါ့နော်လမ်းလျှောက်ဆိုရင်တော့အချိန်ကြီးအလကားကုန်တယ်နော်တော့ပါပြီနာတော့ဂျာမနီမှာဒီမှာကြည့်ဒီလိုအနီယာဆိုရင်စပိန်ရတော့နော်အနီယာဆိုရင်သူကစပိန်ရတော့ထားပေးထားတာဒီလိုအနီယာစပိန်အဲ့ဒီ platform တွေမှာအနီအဲ့ဒီမျိုးတစ်ခုလောက်ထားတော့နော်အနီရောင်ရယ်မတင်အနီရောင်ရယ်ဗာလဲအဖြူရောင်ရယ်လိုမျိုးလောက်ထားတယ်အဲ့ဒါတွေကစပိန်ရတော့ပေါ့နော်အဲ့လိုလောက်ထားတယ်ဒီလိုမျိုးနဲ့လမ်းရှိတာမြင်တယ်ဒါစပိန်ဒါဒီသွားလမ်းကိုအဲ့လိုမျိုးအမြင်နဲ့လောက်ထားတယ်ပေါ့နော်ဒီနေ့စပိန်နဲ့ဟိုသွားလောက်တော့မယ်ဒီနေ့အခုတော့စပိန်နဲ့ပြန်နေပါကြလားအဲ့လဲစပိန်နဲ့ပြန်နေပါတယ်ဟောနော်အိမ်ကစပိန်မှာတော့10မိနစ်တော့နေရမတင်နဲ့စပိန်နီးတော့10မိနစ်လောက်ပေါ့နော်အခုအိမ်ပြန်နေပဲခဏနေကြရင်ဘုရားကျောင်းသွားမယ်ပေါ့ဒီနေ့ညနေပိုင်းနဲ့နိုင်50ဆိုရင်ဘုရားကျောင်းသွားမလို့ဘုရားကျောင်းသွားမယ်အရင်တစ်ပတ်ကဘုရားကျောင်းသွားလိုက်ဦးဗ
ပါလေအိမ်မှာပဲအိမ်မှာတော့ဝတ်စစ်လုပ်လိုက်တာကိုယ့်အကူလိုက်ပေါ်ကလည်းနားထောင်ပြီးမှလေဒီနေ့တော့ဖျားကြောက်သွားမယ်အားလုံးပဲ bye bye have a nice day ပါ